အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို Moonpop လို့ခေါ်ပါတယ်ဒီနေ့သင်ပေးမယ့်တရားကကရိယာပေါင်း Oryogo တရားပုံစံကိုသင်ပေးမှာဖြစ်ပါတယ်မြန်မာလိုအဓိပ္ပာယ်ကဖို့မလို့ရန်အတွက်ဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ကရိယာပေါင်း Oryogo တရားကကြတော့လှုပ်ဆောင်မဲ့ရည်ရွယ်ချက်အစီအစဉ်ကိုဖော်ပြတဲ့အခါမှာအသုံးပြုလို့ရပါတယ်ကရိယာပေါင်း Oryogo တရားကကြတော့တွဲရမယ့်ကရိယာတွေကလှုပ်ရှားမှုပြကရိယာ action verb တွေနဲ့ပဲတွဲပြီးတော့အသုံးပြုလို့ရပါတယ်လှုပ်ရှားမှုပြကရိယာ action verb တွေနဲ့ပဲတွဲပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်အဲ့ဆိုတော့သူက quality verb ပေါ့နော်ဂုဏ်ပြကရိယာတွေနဲ့တွဲသုံးလို့မရဘူးလားဆိုတော့အဲ့ဒီဂုဏ်ပြကရိယာတွေနဲ့တွဲသုံးရင်ကြတော့ဂျားကနေပြီးတော့တခြားသော grammar တစ်ခုခံပြီးတော့မှဒီ Oryogo နဲ့သုံးလို့ရတာဓာတ်ရိုက်ကြီးတွဲလို့မရဘူးအဲ့ဒါကြောင့်မို့လို့ဒီကရိယာပေါင်း Oryogo ကိုသုံးမယ်ဆိုရင်သူကဓာတ်ရိုက်သုံးမယ်ဆိုရင် action verb နဲ့ပဲတွဲပြီးတော့အသုံးပြုလို့ရတယ်လို့မှတ်ထားမှာဖြစ်ပါတယ်ကရိယာပေါင်း Oryogo တရားက action verb နဲ့ပဲတွဲပြီးတော့အသုံးပြုလို့ရတယ်နောက်ဒီကရိယာပေါင်း Oryogo တရားကိုသူကသုံးတော့မယ်ဆိုလို့ရှိရင်ဝါကျအဆုံးသက်ကိုစီခိုင်းအမိန်ပေးတိုက်တွန်းပုံစံနဲ့တွဲသုံးလို့မရပါဘူးဥပမာဒီမှာဂျာနဲ့ဆုံးတဲ့ဒီဝါကျတွေဟလာဥရှိတာဘာရှိတာဟလာဥဆဲတရားပုံစံနေနဲ့ဝါကျကိုအဆုံးသက်ပေးလို့မရပါဘူးဟုတ်ပြီနော်အဲဆိုတော့ကကြတော့ဒီကရိယာပေါင်း Oryogo တရားမှာလည်းပဲကရိယာမှာအသက်ပါတယ်ဆိုလို့ရှိရင်ကြတော့ Oryogo ကိုသုံးပြီးတော့ကရိယာကလာတက်နဲ့ဆုံးမယ်အသက်မပါဘူးဆိုလို့ရှိရင်တော့ Ryogo ကိုသုံးပြရမှာဖြစ်တယ်အသက်ပါရင် Ryogo လာတက်နဲ့ဆုံးမယ်အသက်မပါဘူးဆိုရင်တော့ Ryogo ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဝါကျလေးနဲ့ထည့်ကြည့်မယ်နံပါတ်1ကကြတော့ဒီမှာချတာရှာဖွေသည်ထဲခွန်းနာတာဆိုတာကကြတော့ယုံစင်းသည်ဒီမှာချတာဒါလေးဂျတ်တက်နော်ချတာရှာဖွေသည်ထဲခွန်းနာတာယုံစင်းသည်ဝါကျထဲမှာထည့်ကြည့်မယ်우리 아파트를 찾으려고 일찍 퇴근했어요. 저를 왼배탈 칸고 샤보အတွက်서서 용신해봐래. ဟုတ်ပြီနော်အဲ့ဆိုတော့ခါကြတော့ဒီမှာ 우리 ဆိုတာကကြတော့ကျွန်တော်တို့사다ဆိုတာကကြဝယ်သည်ဒီမှာ사다ဆိုတာဝယ်သည်ဆိုတဲ့ကရိယာဝယ်မဲ့ဆိုတဲ့ပုံတရားပုံစံလေးပြောင်းနေတယ်ဆိုလို့ရှိရင်ကြတော့သူကအဲ့ဒီက사다ကကရိယာကဒါကိုဖြုတ်တယ်ဖြုတ်ပြီးတော့ခါကြတော့ဒီမှာစာမှာအသက်မပါတာဖြစ်တဲ့အတွက်လက်သက်လေးကတ်လိုက်တာဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်စားဆိုလို့ရှိရင်ဝယ်မဲ့ဆိုပြီးဖြစ်သွားတယ်အဲဆိုတော့အဲ့ဒီကရိယာကနေပြီးတော့ထားပါတော့ဒီဝယ်ဒီကိုဝယ်မဲ့လို့ပြောချင်တယ်ဆိုလို့ရှိရင်တော့သူကဒီမှာဥလတရာကပ်ပေးရတယ်အသက်မပါလို့လက်သက်လေးကပ်ပေးလိုက်တာပေါ့နော်အဲကြတော့စာတာကနေပြီးတော့စာအဲကြတော့ဝယ်မဲ့ဆိုရင်ကြတော့စာဝယ်မဲ့အဲ့လိုပုံစံမျိုးဖြစ်သွားတာတကယ်လို့ဒီကရိယာကအသက်ပါတယ်ပေါ့နော်မော့တာလိုမျိုးအသက်ပါတဲ့ကရိယာဆိုလို့ရှိရင်တော့ကရိယာဓာဖြုတ်တဲ့အခါမှာ mock ကြံမယ်ကွယ်အဲ့ mock ကိုမှအသက်ပါတာဖြစ်တဲ့အသက်ပါတယ်ဆိုရင်တော့သူက ully ကပ်ပြရမှာအဲဆိုတော့ခါကြတော့ mogul ဆိုလို့ရှိရင်စားမဲ့ဒီလိုပုံစံမျိုးဖြစ်သွားမှာဒါကလည်းတရားပုံစံလေးတစ်မျိုးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဒီမှာစာရာကတော့အသက်မပါတာဖြစ်တဲ့အတွက်လာတက်လေးကလိုက်တာနဲ့စာရာဝေဒီကနေပြီးတော့ဒီမှာလာတက်ကလိုက်တော့စာဝဲမဲ့ဟုတ်ပြီနော်အဖတ်ထုဆိုတာကကြတော့တိုက်ခန်းကိုပြောတာအဖတ်ထုတိုက်ခန်းကိုဒီတရားကိုသုံးတာတော့ဒီနေရာလေးမှာသုံးထားတာပေါ့ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့သူကချတာရှာဖွေသည်ဆိုတဲ့ဒီကရိယာကိုရှာမလို့ရှာဖို့အတွက်ဒီလိုမျိုးသုံးနေတာဖြစ်တဲ့ကရိယာနေပြီးတော့ဒါကိုဖြုတ်မယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြဒီမှာချမှာအသက်ပါတာဖြစ်တဲ့အတွက်ဒီမှာ Oryogo လေးသုံးပေးလိုက်အောင်ပါပဲအသက်ပါတယ်ဆိုရင်ဒီမှာ Oryogoအဲဆိုတော့ခါကြတော့ချာချူရောကိုရှာဖို့အတွက်ရှာမလို့ဟလာလုံးမဲ့အစီအစဉ်ကိုပြောတာပေါ့ဟုတ်ပြီနော်ရည်ရွယ်ချက်အစီအစဉ်ကိုပြောတာဟုတ်ပြီအဲ့ဒါကြတော့ဒီမှာ il ကြည့်ကြတော့ဆောထွဲခွန်းနာတာဆိုတာကြတော့ရုံစင်းတီကိုမှတို့ကရုံစင်းခဲ့တယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ဟာကနေပြီးတော့ယူပုံစံ head စော်ယူလေးပြောင်းလိုက်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုတော့ခါကြတရားကိုသုံးတာတော့ဒီနေရာလေးမှာသုံးတာချာချူရောကိုရှာမလို့ရှာဖို့အတွက်ဟုတ်ပြီနော်အဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင်သူကဒီမှာလည်းဒီကကြတော့ဥလတရာဒီမဲ့ဆိုတဲ့တရားတော့မသိဘူးသေးဘူးဒါပေမဲ့လွယ်တာဖြစ်တဲ့အတွက်အခုလိုမျိုးပြောလိုက်တာဒီမှာအသက်ပါတယ်ဆိုလို့ရှိရင်ဒါ ul ကတ်မဲ့တရားအသက်မပါတာဖြစ်တဲ့အတွက်လက်သက်ကလိုက်တာကရိယာနေဒါကိုဖြုတ်ပြီးတော့ဒီမှာအသက်မပါရင်လက်သက်ကလိုက်တာနဲ့သူကစားတာဝယ်ဒီကနေပြီးတော့ဝယ်မဲ့ဖြစ်သွားတာဒါလေးလည်းသဘောပေါက်စေချင်ပါတယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့သူက 우리 살 아파트를 찾으려고 일찍 퇴근했어요ကျွန်တော်တို့ဝယ်မဲ့တိုက်ခန်းကိုဒီမှာရှာဖို့အတွက်စောရုံစင်းခဲ့ပါတယ်ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆိုတော့ခါကြတော့နောက်တစ်ချောင်းကိုကြည့်မယ်နောက်နံပါတ်2ကကြတော့ဒီမှာဟာဒါဆိုတာကကြတော့လှုပ်သည်ကျောင်းနီဟာဒါဆိုတာကြတော့နေရာတကြထားသည်ဟာဒါလှုပ်သည်ကျောင်းနီဟာဒါနေရာတကြထားသည်ဟုတ်ပြီဒီကကြတော့ဒီ meaning လေးမှာဆိုလို့ရှိရင်လေဒီမှာငါတက်နဲ့ဒီ ra နဲ့တွေ့တဲ့အခါမှာဒီနေရာလေးမှာ re လို့မထွက်ပဲနဲ့နအတန်လေးထွက်မယ်ကျောင်းနီဟာဒါနအတန်လေးထွက်မယ်ကျောင်းနီဟာဒါဆိုတာကြတော့နေရာတကြထားသည်အဲ့ဒါဝါကြတယ်မှာထည့်ကြည့်မယ်저는 다음 주에 집들이 하려고
물건들을 정리하고 있어요. 저너가 나베마 인디더블로 물로 비시리고 니아르자 타니 바래. 그래서 저너가 다음 주에 저자로 나베마 집들이 인디더블에 하려고 우리 막 하라 소자 로디 소리 디그리아니 다우 표매 아담 바라 ဖြစ်တဲ့အတွက်ဒီမှာရောကိုလေးကပ်ပေးလိုက်အောင်ပါပဲဟာရောကိုဆိုကြတော့လုံးမလို့မူလကောင်းဆိုကြတော့ပစ္စည်းဟလာမူလကောင်းဆို do ဆိုတာကကြတော့တွေးလို့ပြောချင်တာဟုတ်ပြီနော်အဲဆိုတော့မူလကောင်းသူအဲကြတော့စာပစ္စည်းတွေကိုပေါ့နော် do ဆိုတာကကြတော့တွေး ကကြတော့ကိုအဲဆိုတော့မူလကောင်းသူဆိုကြတော့ပစ္စည်းတွေကိုကြောင်းသီးဟာတာဒီမှာနေရာတကြထားတည်ဆိုတဲ့ကရိယာနေပြီးတော့ဒါကိုဖြုတ်မယ်တော့ဒီမှာကိုဣတာတရာလေးကတ်လိုက်တယ်ကြောင်းသီးဟာကြတော့ကြောင်းသီးဟာကို 있어요နေရာတကြထားနေပါတယ်အဲဒီလိုမျိုးလေးပြောချင်တာပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ခါကြတော့저는 다음 주에 집들이 하려고 물건들을 정리하고 있어요. ဟလာကျွန်တော်ကတော့နောက်ဘက်မှာအိမ်တစ်တက်ပွဲလုပ်မလို့ပစ္စည်းတွေကိုနေရာတကြထားနေပါတယ်အဒီမျိုးလေးသုံးပြလို့ရတယ်တရားသုံးတာတော့ဒီနေရာလေးမှာသုံးထားတယ်ဟာရီယောကိုဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဒီမှာဒါလေးတွေလည်းသိဖို့လိုတယ်နော်ဒါ mulgon ဆိုတာကြတော့ပစ္စည်း do ဆိုတာကကြတော့တွေလို့ပြောတယ်အများသဘောမျိုးပြောတာပေါ့နော်တွေဒါကြ ul ကကြတော့ uru တရာကိုဆိုတဲ့တရာပဲနော်အဲ့ဆိုတော့ mulgon တို့ပစ္စည်းတွေကိုအဒီမျိုးလေးအသုံးပြုရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုတော့ခါကြတော့နောက်တစ်ချောင်းကိုကြည့်ရအောင်နံပါတ်3ကကြတော့ချီကြီးခါတာဆိုတာကြအလုံးဝင်သည်ဂုံဘူးဟာတာဆိုတာကကြတော့လေလာသည်ချီကြီးခါတာအလုံးဝင်သည်ဂုံဘူးဟာတာလေလာသည်ဒီမှာကားနဲ့ဟာနဲ့တွေ့ရင်ခါတန်ထွက်ရမယ်နော်ချီကြီးခါတာဟုတ်ပြီနောက်တစ်ချောင်းကဒီမှာ저는 한국에서 취직하려고 한국어로 열심히 공부하고 있어요. 저는 코리아마 알로윈멜로 코리아 바다 사가고 조조사사 리라니 바래. 그래서 저는 한국에서 코리아마 디마 취직하다 알로윈 디스레 디그리아니 비로 디마 저러 알로윈멜로 서로 가자 다우 표비여 디마 땀발로 리오고리 까비라요 마베 취직하려고 하라 취직하려고 알로윈멜로 한국어로 코리아 바다 사가고 열심히 조조사사 디마 공부하라니 다표 디마 고이다리 까라이다 공부하고 있다 사자로 리라 니바래. 그래서ကိုလုံးမဲ့အစီအစဉ်ကိုဒါလည်းပြောတာပဲအစီအစဉ်တော့ရည်ရွယ်ချက်တို့ပြောတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့저는 한국에서 취직하려고 한국어로 열심히 공부하고 있어요. 저는 코리아 바다 저는 코리아မှာအလုပ်ဝင်မလို့ကိုရီးယားဘာသာစကားကိုကြိုးကြိုးစားစားလေ့လာနေပါတယ်အဲဒီမျိုးလေးအသုံးပြုလို့ရပါတယ်နောက်နံပါတ်2ကကြတော့ယူရီဟာရာဆိုတာကြတော့ချက်ပြုတ်သည်ဂျွန်ဘီကြတော့ဂျွန်ဘီဟာရှိတာဆိုတာကြတော့ကြိုတင်ပြင်ဆင်သည်ယူရီဟာတာချက်ပြုတ်သည်ဂျွန်ဘီဟာရှိတာဆိုတာကြတော့ကြိုတင်ပြင်ဆင်သည်ဒီမှာဆိုဝါကြတယ်မှာထင်မှာက그래서 엄마는 요리하려고 고기와 채소를 준비하셨어요. 아미가로 첩여보아도 아따네 힌디히려고 빈생게래. 다자로 엄마는 사자 아미가로 디마 요리하라 첩여디아니 비로 첩여 물로서로 다우 표대 디마 아단 바로 리오고리 까빌라이데 요리하려고 고기ဆိုတာကကြတော့အတာဝါဆိုတာကကြတော့နှစ်ချဲဆူဆိုတာကြတော့ဟင်းသီးဟင်းရွက်ရူးဆိုတာကြတော့ကိုချဲဆူရူဟင်းသီးဟင်းရွက်ကိုဒီမှာဂျွန်ဘီဟာရှိတာဆိုတာကြတော့ကြိုတင်ပြင်ဆင်သည်ရဲ့ယဉ်ကျေးတုံဒီမှာရှီလေးတစ်ခါလေးထည့်ပေးလိုက်တာဟုတ်ပြီနော်အမေအကြောင်းကိုပြောမှဖြစ်တဲ့အတွက်ဂျွန်ဘီဟာရှိတာကြိုတင်ပြင်ဆင်သည်အဲကြပြင်ဆင်ခဲ့တယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ဒီရှီကနေပြီးတော့ osor ယူလေးကလိုက်တော့ခါကြတော့ short ဆော်ယူလေးဖြစ်သွားတာပေါ့ခဲ့တယ်ပေါ့နော်ယဉ်ကျေးတုံခဲ့တဲ့ပုံစံမျိုးလေးပြောင်းလိုက်တာဂျွန်ဘီဟာ short ဆော်ရောပြင်ဆင်ခဲ့ပါတယ်အဲဆိုတော့엄마는 요리하려고 고기와 채소를 준비하셨어요. 아미가로 첩여보အတွက်အသားနဲ့ဟင်းသီးဟင်းရွက်ကိုပြင်ဆင်ခဲ့ပါတယ်ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီအဲဆိုတော့နောက်တစ်ချောင်းက이다ဆိုတာကကြတော့ဖတ်သည်ဘီလီတာဆိုတာကကြတော့ငါသည်이다ဖတ်သည်ဘီလီတာငါသည်오늘은 잡지를 읽으려고 디마 고자네 디마ထည့်ထားရင်တော့읽으려고 도서관에서 빌렸어요. ဒီနေ့ကတော့မဂဇင်းဖတ်ရန်အတွက်ဒီမှာရန်အတွက်လို့သုံးလိုက်တယ်စာကြည့်တိုက်ကနေသူကငှားခဲ့တယ်오늘은ဒီနေ့ကတော့잡지를ဆိုတာကြတော့မဂဇင်းကို읽으려고ဖတ်ရန်အတွက်도서관에서စာကြည့်တိုက်ကနေ빌렸어요ဆိုတာကြတော့빌렸어요ဆိုတာကြတော့ငှားခဲ့ပါတယ်오늘은 잡지를 읽으려고 도서관에서 빌렸어요. ဒီနေ့ကတော့မဂဇင်းဖတ်ရန်အတွက်စာကြည့်တိုက်ကနေငှားခဲ့ပါတယ်ဒီလိုမျိုးလေးအသုံးပြုတာဖြစ်ပါတယ်လှုပ်ဆောင်တဲ့ရည်ရွယ်ချက်အစီအစဉ်ကိုပြောချင်တဲ့အခါမှာကိရိယာပေါင်းဥရိယောကိုသုံးပြီးတော့ကြတော့ဝါကြရည်ရေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေကိုရီးယားဘာသာစကားလေ့လာတာတိုးတက်ကြပါစေရှင်အားလုံးကျန်းမာပေးကြပါစေရှင်